မင်္ဂလာပါပရိသတ်ကြီးတို့ရေဒီကနေ့မှာတော့ရာမရဲ့မြောက်တက်မတော်ကြီးလင်္ကာဒီပကိုချီတက်ခြင်းအကြောင်းကိုတင်ဆက်ပေးသွားမှာပါဒတဂီရီရဲ့စစ်တပ်ကိုဖြိုခွင်းမဲ့အကြံစီပြက်ပြားသွားပြီးတဲ့နောက်မြောက်တက်မတော်ကြီးဟာလင်္ကာပြည်စီချီတက်လာခဲ့ပါတယ်ဒတဂီရီရောမြောက်တက်ကြီးကိုတိုက်ခတ်ဖို့ဘာတွေပြင်ဆင်ထားမလဲဇလန်ကဘလောက်တောင်ရင်ခုန်စိတ်လှုပ်ရှားပွဲရကောင်းမလဲဆိုတော့အတူတူကြည့်လိုက်ကြရအောင်ဒီလိုရင်ကုန်စိတ်လှုပ်ရှားပွဲရတန်တာရီတွေကိုအမြဲတမ်းကြည့်ရှုနိုင်မို့ Kiri ရဲ့ channel ကို like and subscribe လုပ်ပြီး notification bell လေးကိုလည်းနှိပ်ထားခဲ့ပါအောင်နော်။ကဲဒီလိုဆိုရင်တန်တာရီလေးကိုစတင်လိုက်တော့မယ်နော်။ကံဓမာဒနာတောင်ကျင်းမှာတော့ဟန်နုမန်ဟာလင်္ကာပြည်ကိုသွားဖို့သမုဒ္ဒရာကိုကြောက်ခဲတွေနဲ့ဖို့ပြီးလမ်းဖောက်ဖို့သူ့တပ်သားတွေကိုတိုက်တွန်းနေပါတယ်။အဲဒီအချိန်မှာပဲဇဘူပန်ရဲ့စစ်တီတွေကရှေးဟောင်းပုံမြင်တစ်ခုကိုပြန်ပြောင်းပြောပြနေကြပါတယ်။အဲ့ဒါကတော့ထိတ်တန်းစစ်သည်18ဦးထဲမှာနီလာရေးလို့ခေါ်တဲ့မြောက်တကောင်ရှိပြီးသူဟာရတိကာဝိနာဒရဲ့တောင်ဝေးကိုခိုးယူပြီးရေထဲမှာဝတ်ထားခဲ့ပူပါတယ်။အဲ့ဒါကြောင့်ရတိကနီလာရစ်ကိုသူရေထဲပစ်ချသမျှအရာအလုံးဟာနစ်မြုပ်သွားရမယ်။ဘယ်တော့မှပြန်ပေါ်မလာရစေဘူးလို့ကျိန်စာတိုက်ခဲ့ပါတယ်။ဒီကျိန်စာဟာရာမမင်းသားလမ်းဖောက်တဲ့အချိန်ကျမှပြေပြောက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်တခြားမြောက်တွေစီကကြောက်ခဲတွေကိုလက်ခံပြီးသမုဒ္ဒရာထဲပစ်ချဖို့နီလာရစ်ကိုတာဝန်ပေးခဲ့ပါတယ်။နီလာရစ်ဟာဒီကျင်းစာတန်းကိုအတော်ကြာခံစားခဲ့ရပါတယ်။အခွင့်ရေရလာတဲ့အခါဇဘူပန်ကကျင်းစာပြေဖို့အတွက်ပင်လယ်ဖိုးတဲ့နေရာမှာကူညီဖို့သူ့ကိုတောင်းဆိုခဲ့ပါတယ်။မြောက်တွေကိုကြောက်ခဲတွေစုပုံကိုင်းပြီးနီလာရစ်ကတက်ဦးတဲ့ပင်လယ်ထဲပစ်ချရမှာဖြစ်ပါတယ်။ကျင်းစာရဲ့တကူကြောင့်နီလာရစ်ပြစ်ချလိုက်တဲ့ကြောက်တုံးတွေဟာပင်လယ်အောက်ခြေကိုနစ်မြုပ်သွားပြီးအစီအစဉ်တကြားစီတန်းသွားကရေပေါ်မှာလှပတဲ့လမ်းမကြီးတစ်ခုဖြစ်လာပါတယ်။ဒီလမ်းဟာပင်လယ်ထဲကိုတပြေးပြေးရှည်လျားသွားရာကနေတနေ့မှာတော့လင်္ကာပြည်ကဘလူးကင်းလက်စစ်သည်တွေကတွေ့ရှိသွားပါတယ်။မြောက်တွေကကြောက်ခဲတွေနဲ့သမုဒ္ဒရာကိုဖို့နေကြပြီးလင်္ကာပြည်နဲ့အတောင်8000သာဝေးတော့ကြောင်းဒတဂီရီတန်တရင်ပို့ကြပါတယ်။ဒါဟာဒတဂီရီကိုအကြီးအကျယ်ထိတ်လန့်သွားစေပြီးရန်သူတွေသာကူးလာနိုင်ရင်လင်္ကာပြည်ဟာဒုက္ခရောက်တော့မယ်လို့ဆိုရင်သွားပါတယ်။ဒါကြောင့်မြောက်တွေရဲ့အစီအစဉ်ကိုနှောက်ယှက်ဖို့အစီအစဉ်တစ်ခုဆွဲပါတော့တယ်။ဒတဂီရီဟာသူ့ရဲ့စစ်တေနာပတိမဟောတုံကိုရေထဲဆင်းသွားဖို့မိန့်ကြားလိုက်ပါတယ်။ပြီးတော့ဒတဂီရီနဲ့ငါးမင်းသမီးတို့ကမွေးဖွားလာတဲ့သမီးတော်သဝနမိတ်စာကိုငါးတွေအားလုံးကိုအမိတ်ပေးပြီးမြောက်တွေစောင့်နေတဲ့လမ်းကိုဖျက်ဆီးခိုင်းဖို့ခိုင်းစေပါတယ်။သဝနမိတ်စာဟာငါးအုပ်ကြီးကိုချက်ချင်းစုစည်းလိုက်ပြီးနီလာရစ်ပစ်ချလိုက်တဲ့ကြောက်ခဲတွေကိုပင်လယ်နက်ထဲပြောင်းရွှေ့ပစ်လိုက်ကြပါတယ်။ဒါကြောင့်လမ်းမကြီးရဲ့အစိပ်ပိုင်းတော်တော်များများဟာပြိုကျပျက်စီးလာပြီးလမ်းဖောက်တဲ့အလုတ်ကရပ်တန့်သွားပါတယ်။သူခံဟာကြောက်ခဲတွေအများကြီးပစ်ချနေပေမဲ့လမ်းကဘာလို့ပြိုနေရတာလဲဆိုတာထူးဆန်းနေတဲ့အတွက်ဟန်နုမန်နဲ့တိုင်ပင်ခဲ့ပါတယ်။ဟန်နုမန်ကစုံစမ်းဖို့အတွက်ပင်လယ်အောက်ခြေကိုဆင်းသွားတဲ့အခါရေအောက်မှာတော့ငါးအုပ်ကြီးကကြောက်ခဲတွေကိုတဲထုတ်နေတာကိုဟန်နုမန်တွေ့သွားပါတော့တယ်။သူဟာသုံးခွလန်ကျုံကိုထုတ်ပြီးငါးတွေကိုတက်ပစ်လိုက်ရာငါးအသေးကောင်တွေပုံလာပါတယ်။အဲဒီနောက်မှာတော့ဟန်နုမန်ဟာကိုအထက်ပိုင်းကလှပတဲ့အမျိုးသမီးဖြစ်ပြီးကိုအောက်ပိုင်းကငါးဖြစ်တဲ့သူဝနာမိတ်စာကိုမြင်တွေ့လိုက်ရပါတယ်။သူမဟာလမ်းဖြတ်နေတဲ့ငါးစစ်တပ်ကိုအမိတ်ပေးနေသူဆိုတာသိလိုက်ပါတယ်။ဟန်နုမန်ဟာသူဝနာမိတ်စာနောက်ကိုအမြန်လိုက်သွားပါတော့တယ်။ဟန်နုမန်ဟာသူဝနာမိတ်စာနောက်ကိုအမြန်လိုက်သွားပါတော့တယ်။သူဝနာမိတ်စာလည်းထိတ်လန့်ပြီးအမြန်ကူးကပ်ပြေးပေမဲ့ဟန်နုမန်ကပုံမြန်တဲ့အတွက်အဖမ်းခံလိုက်ရပါတယ်။ဟန်နုမန်ကရောင်းမမင်းသားရဲ့စစ်တပ်ကိုဘသူကလာနောက်ရှက်တာလဲလို့မေးလိုက်ပါတယ်။အသက်ဘေးကိုစိုးရိမ်တာကြောင့်သူဝနာမိတ်စာဟာအမှန်အတိုင်းဝန်ခံလိုက်ပြီးသူမကိုအသက်ချမ်းသာပေးဖို့နဲ့ကြောက်ခဲတွေကိုမူလနေရာပြန်ထားဖို့ငါးတွေကိုအမိန်ပေးပါမယ်လို့ကတိပေးပါတယ်။ဟန်နုမဟာတနာသွားပြီးသူမကိုအသက်ချမ်းသာပေးကဂတိအတိုင်းလုပ်ခိုင်းပါတယ်။မကြခင်မှာပဲသူဝနာမိတ်စာကငါးတွေကိုအမိန်ပေးပြီးကြောက်ခဲတွေပြန်စီခိုင်းတာကိုကြည့်နေရင်သူမရဲ့အလှကြောင့်ဟန်နုမန်ရဲ့ဒေါသတွေဟာအချစ်စိတ်အဖြစ်ပြောင်းလဲသွားပါတယ်။လူပြိုတို့ကြီးဟန်နုမန်ဟာအခွေရေးကိုလက်လွတ်မခံပဲဒါဟာငါတို့နှစ်ယောက်ကိုစုံတွေ့စေတဲ့ကံကြမ္မာပဲလို့ပြောပြီးသူမကိုစတင်ပို့ပန်းပါတော့တယ်။
အစာပိုင်းမှာသူဝနာမိတ်ဆာကညှင်းဆန်ဖို့ကြိုးစားပေမယ့်ဟန်နုမန်ရဲ့အနာကပ်ပြီးချောမောမှုကြောင့်မကြခင်မှာပဲစိတ်ပျော့သွားပါတယ်။နောက်ဆုံးမှာတော့သူမဟာမြောင်မဲပြိုးသမျှနှုတ်ဖို့သဘောတူလိုက်ပါတော့တယ်။ရေအောက်တာဝန်တွေပြီးဆုံးသွားတဲ့အခါ9 ရက်အတွင်းလမ်းအပြီးဆောက်ဖို့ဟန်နုမန်ဟာသူဝနာမိတ်ဆာကိုနှုတ်ဆက်ပြီးကုန်းမော်ပြန်တက်လာခဲ့ပါတယ်။သူဝနာမိတ်ဆာကတော့ငါးတွေကိုလမ်းပြန်ပြင်ဖို့အမိန့်ပေးထားခဲ့ပါတယ်။မကြခင်မှာပဲသူမမှာကိုဝင်ရှိလာတာကိုသိလိုက်ရပါတယ်။ဒါကိုတတဂီရီသိသွားရင်သူမရဲ့ဖခင်ကအပြင်းအထန်အပြစ်ပေးမှာကိုသူမစိုးရိမ်မိပါတယ်။ဒါကြောင့်သူဝနာမိတ်ဆာဟာငါအုပ်တွေစီကနေပုံးကွယ်ပြီးကမ်းခြေတစ်ခုပေါ်တက်ခါတားငယ်ကိုလာမစိပဲအန်ထုတ်မွေးဖွားလိုက်ပါတယ်။အဲဒီနေရာကနတ်တွေဝါတွေစုယုံလာပြီးဟန်နုမန်ရဲ့တားတော်လေးမွေးဖွားခြင်းအတွက်အားပေးဝမ်းမြောက်ပြုကြပါတယ်။သူဝနာမိတ်ဆာဟာဟန်နုမန်လိုအသားဖြူအမီကတော့ငါးမီးနဲ့မြောက်ကလေးတစ်ကောင်ကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။သူမဟာတားငယ်လေးနဲ့ခွဲခွာရတော့မှကိုဝမ်းနဲ့ပူဆွေးစွာပွေဖက်ပြီးသားလေးကိုစောင့်ရှောက်ဖို့နတ်ဒေဝါတွေကိုဆုတောင်းပါတယ်။နတ်ဒေဝါတွေကလည်းမြောက်ကလေးကိုကြိုးဆိုကြပြီးမိတ်ဆာနူးလို့အမည်ပေးလိုက်ပါတယ်။သားလေးကိုထားမသွားခင်သူဝနာမိတ်ဆာကနောက်ဆုံးစကားမှကြားခဲ့ပါတယ်။ဒါကိုမှတ်ထားပါသားလေး။သားရဲ့အဖေဟာရာမမင်းသားရဲ့စစ်တီတော်ဟန်နုမန်ဖြစ်တယ်။သူဟာနရောင်းဝစ်ထားပြီးစိန်စီထားတဲ့အမွှေးအမြင်တွေဖန်သားလိုဆွဲရီရှိတဲ့မြောင်မင်းကြီးဖြစ်တယ်။သူတန်းလိုက်ရင်ကျယ်ရီလာတွေထွက်လာတတ်တယ်။ဒါကိုသေချာမှတ်ထားနော်။အဲ့လိုမှာကြပြီးပင်လေတွေပြင်ဆင်သွားပါတယ်။အဲဒီညမှာပဲအတူရလောကရဲ့ဘရင်မိုင်းရရဟာနတ်မင်းတစ်ပါးကနေမင်းလိုတောက်ပါတဲ့ရတနာတစ်ခုကိုသူ့လက်ထဲလာပေးတယ်လို့အိမ်မက်မှတ်ပါတယ်။နောက်တနေ့မနက်မှာမိုင်းရရကသူ့ရဲ့ဘေးရင်ဆရာကိုခေါ်ပြီးအိမ်မက်ကိုအတိတ်ပဲဖွင့်ခိုင်းပါတယ်။ဘေးရင်ဆရာကဒါဟာမင်္ဂလာရှိတဲ့နမိတ်ဖြစ်ကြောင်းမိုင်းရရဟာအလွန်တကူကြည့်တဲ့မွေးစားသားတယောက်ရလိမ့်မယ်လို့ဟောကိန်းထုတ်ပါတယ်။ဒါကိုကြတော့မိုင်းရရဟာအလွန်ဝမ်းသာသွားပါတယ်။သူဟာအဲဒီညမှာပဲလူလောကကိုတက်ပြီးလေ့လာကြည့်ပါတယ်။သူဟာအဲဒီညမှာပဲလူလောကကိုတက်ပြီးလေ့လာကြည့်ပါတယ်။ကမ်းခြေတစ်လျှောက်လျှောက်သွားရင်မစ္ဆာနုလေးကမ်းခြေမှာအိပ်ပျော်နေတာကိုတွေ့သွားပါတယ်။မစ္ဆာနုရဲ့အမေကသူ့ကိုမွေးပြီးဒီအတိုင်းထားပစ်ခဲ့တာကိုသိလိုက်ရတဲ့အခါမိုင်ယာရက်ဟာတနာလေတနာဝမ်းလဲဝမ်းသာဖြစ်သွားပါတယ်။မစ္ဆာနုဟာသူအိမ်မက်မက်တဲ့ရတနာလေးပဲလို့ယုံကြည်သွားတာကြောင့်မစ္ဆာနုကိုမွေးစားသားအဖြစ်ခေါ်ယူပြီးအတူရလောကကိုခေါ်သွားပါတယ်။အဲဒီရောက်တော့မစ္ဆာနုဟာ9 မြို့နယ်ဖြစ်တဲ့အတွက်သူ့အတွက်တီးသန့်4000ရေကန်တစ်ခုတူးခိုင်းပြီးကြာပန်းမျိုးစုံနဲ့လှလှပပပြင်ဆင်ပေးထားပါတယ်။တစ်ဖက်မှာတော့ကန္နမာဒနာတောင်ကမ်းခြေမှာဟန်နုမန်ဟာလမ်းဖောက်လို့ပြီးစီးသွားပါပြီ။ရာမမင်းသားဟာအလွန်ဝမ်းသာသွားပြီးလင်္ကာပြည်ကိုကူးဖို့အတွက်အောင်မြင်မဲ့အချိန်ကာကောင်းကိုဝိပါဏနဲ့တိုင်ပင်ပါတယ်။သူခံကိုတော့စစ်တပ်ကိုဥဆောင်မဲ့အလံကိုင်တယောက်ရှာခိုင်းပါတယ်။အဲဒီချိန်မှာထိတ်တန်းစစ်သည်18ဦးတွေကတအုပ်ဖြစ်တဲ့ချန်ရန်ဘူဝမ်ကအလံကိုင်ဖို့ကန်လှမ်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူဟာအီတန်ဖျားစီကနေဗေဒနိုးနတ်မင်းအသွင်ပြောင်းပြီးကဘာကြီးကိုကဲတင်ဖို့လာတဲ့အခါမင်းဟာအောင်လံကိုင်ပြီးစစ်ကိုဥဆောင်ရမယ်လို့ဆုတောင်းရထားလို့ပါ။ဒါကြောင့်သူ့ကိုအောင်မြင်ခြင်းလို့အတိတ်ပဲရတဲ့ချိုင်းလို့အမည်ပေးထားတာဖြစ်ပါတယ်။မကြခင်မှာပဲဝိပါဏသတ်မှတ်ပေးတဲ့မင်္ဂလာအချိန်ရောက်လာပါတယ်။အဲဒီမနက်မှာချန်ရန်ဘူဝမ်ကရှေ့ရနေအလံကိုင်ပြီးမြောက်တက်မတော်ကြီးဟာပင်လယ်ကိုဖျက်ကျော်ဖို့အသင်ဖြစ်နေပါပြီ။ရှာမနဲ့ရှာမနမင်းသားနှစ်ပါးလည်းစစ်ဝိစုံအပြည့်နဲ့ပါဝင်လာပါတယ်။အဲဒီနေ့မှာပဲနတ်ပြည်ကအိန္ဒြာနတ်မင်းဟာလူလောကကိုကြည့်လိုက်တဲ့အခါမင်းသားနှစ်ပါးမှာတင့်တော်တဲ့ယထာမရှိတာတွေ့သွားတာကြောင့်နတ်ယထာဒိန်မာတလိကိုဝေဇယန္တာယထာကိုယူပြီးမင်းသားနှစ်ပါးစီဆင်းသွားခိုင်းပြီးစစ်ပွဲပြည့်စည်တဲ့အထိရာမမင်းသားရဲ့ယထာဒိန်အဖြစ်တာဝန်ယူဖို့လည်းမှာကြားလိုက်ပါတယ်။အားလုံးအသင်ဖြစ်တဲ့အခါမြောက်တက်ကြီးဟာမြေကြီးတုံဟီဟောင်ကြွေးကြော်အောင်ဟစ်တန်တဲ့အတူသမုဒ္ဒရာကိုဖျက်ကျော်ပါတော့တယ်။နတ်ဒေဝါတွေကလည်းရာမမင်းသားရဲ့အောင်မြင်မှုကိုဆုတောင်းပေးရင်ကောင်းကင်ကနေပန်းမိုးတွေရွာသွန်းပတ်ပြန်ကြပါတယ်။မကြခင်မှာပဲမြောက်တက်ကြီးဟာလင်္ကာပြည်ကျွန်းကိုအောင်မြင်စွာရောက်ရှိသွားပါတယ်။ဒါပေမဲ့တတဂီရီဟာဘာနုရဲဆိုတဲ့ဘလူးစစ်သူကြီးကိုမြေအောက်ကနေလှိုင်ကောင်းတူပြီးအစိတ်သီးတွေအစိတ်ရည်တွေရှိတဲ့တောအုပ်တစ်ခုဖန်ဆင်းခိုင်းထားတာပါ
ဘာနူရီဟာခန္ဓာကိုယ်ကိုကြီးမားအောင်လုပ်ပြီးမြေအောက်ကနေလက်နဲ့ပင်မထားပါတယ်။ရာမရဲ့တက်တွေအထဲဝင်လာတာနဲ့မြေကြီးကိုမှောက်လန့်ပြီးအကုန်တက်ဖို့စောင့်နေတာပါ။ကျွန်းပေါ်ရောက်တာနဲ့ရာမမင်းသားကကင်းထောက်ကျွမ်းကျင်တဲ့ပယကန်တာကိုစခန်းချဖို့နေရာရှာခိုင်းပါတယ်။ပယကန်တာဟာဘာနူရီဖန်တီးထားတဲ့တောအုပ်ကိုတွေ့သွားပါတယ်။အလွန်စိမ်လန်းပြီးရေလဲပေါ်တဲ့အတွက်ဒါဟာစခန်းချဖို့အကောင်းဆုံးနေရာပဲလို့သူထင်သွားပါတယ်။ဒါကြောင့်ဘေးကင်းရလားဆိုတာတေချာမစစ်စေပဲရှာမမင်းသားစီချက်ချင်းသွားပြီးတရင်ပို့ပါတယ်။လင်္ကာပြည်မှာနေခဲ့ပိုတဲ့ဝိပါဏကတော့ဒီလိုတောအုပ်ရှိတာကိုတခါမှမကြားဘူးတဲ့အတွက်အံ့ဩသွားပါတယ်။ဒါဟာဒတဂီရီရဲ့ဘလူးတကောင်ကဖန်ဆင်းထားတဲ့လှဲကွက်ဖြစ်နိုင်တယ်လို့သတိပေးပါတယ်။ရှာမမင်းသားကဟန်နုမန်ကိုပရကန်တာနဲ့အတူသွားစစ်ခိုင်းပါတယ်။တောအုပ်ကလှပေမဲ့အသီးတွေကိုစားမဲ့ငှက်တွေတရဝါတွေတကောင်မှမရှိတာကိုဟန်နုမန်သတိထားမိသွားပါတယ်။ဒါဟာဘလူးတွေရဲ့ပရိယေဆိုတာသိကြသွားပါပြီ။ရုတ်တရက်ဟန်နုမန်ဟာမြေအောက်မှာဘလူးရှိနေတာကိုအာရုံရသွားပါတယ်။ဟန်နုမန်ဟာမြေအောက်မှာဘလူးရှိနေတာကိုအာရုံရသွားပါတယ်။သူဟာမြေကြီးထဲကိုတိုးဝင်ပြီးစုံစမ်းလိုက်တဲ့အခါဘာနုရစ်ဟာမြေကြီးကိုလက်နဲ့ပင့်ထားတာကိုတွေ့လိုက်ရပါတယ်။ဟန်နုမန်ဟာချက်ချင်းပဲသုံးခွလံကိုထုတ်ပြီးဘာနုရစ်ကိုတိုက်ခိုက်ပါတော့တယ်။မြေအောက်မှာတိုက်ခိုက်ကြတဲ့အတွက်ငလျင်လှုပ်သလိုမြေကြီးတွေတုန်ခါနေပါတယ်။မကြခင်မှာပဲဟန်နုမန်ဟာဘလူးရဲ့ခေါင်းကိုဆွဲစိတ်ရှင်ဘက်ကိုနင်းပြီးသုံးခွလံနဲ့ဘာနုရစ်ရဲ့ခေါင်းကိုဖြတ်ခါတက်ပစ်လိုက်ပါတယ်။တိုက်ပွဲပြီးတော့တာနဲ့ဟန်နုမန်ဟာပရကန်တာနဲ့အတူရာမမင်းသားစီပြန်လာပြီးတရင်ပို့တဲ့အခါရာမမင်းသားဟာအလွန်ဒေါသထွက်သွားပါတယ်။ပရကန်တာရဲ့ပေါ်ဆောင်မှုကြောင့်တရက်လုံးဘေးဒုက္ခရောက်လူနေပါဖြစ်ခဲ့ရလို့ပါ။ဒါကြောင့်ပရကန်တာကိုစစ်တပ်ကနေထုတ်ပယ်လိုက်ပြီးယူကန်တို့တောင်မှတယောက်တည်းသွားနေဖို့အမိန့်ပေးလိုက်ပါတယ်။ပြီးတော့ဝိပါဏကိုစခန်းချဖို့နေရအသေးပြန်ရှာခိုင်းပါတယ်။ဝိပါဏကလင်္ကာပြည်နယ်မလန်းမကန်းမှာရှိတဲ့မော်ရကုတ်တောင်ကိုအကြံပြုပါတယ်။မြောက်တပ်ကြီးဟာနေရာအသစ်ကိုခြေတက်ပြီးစခန်းချပါတော့တယ်။ကင်းဆောင်တပ်တွေလည်းအခိုင်အမာစခန်းချပြီးတဲ့နောက်ရှာမနာနဲ့မြောက်တွေဟာတိုက်ပွဲအတွက်အနားယူကြပါတယ်။လင်္ကာပြည်မှာတော့ကင်းထောက်တွေကအခြေအနေတွေကိုဒတဂီရီစီသတင်းပို့ကြပါတယ်။ဒတဂီရီဟာသူ့ရဲ့အကြံစီတွေအကုန်ပြတ်စည်းသွားတဲ့အတွက်အလွန်ဒေါသထွက်နေပါတယ်။မြို့ရဲ့ကာကွယ်ရေးကိုအစွမ်းကုန်ပြင်ဆင်ဖို့အမိန့်ပေးလိုက်ပြီးမြို့ရိုးတွေခန္ဓာတွေမှာအမြောက်တွေတနက်တွေကိုတက်ဆင်ထားပြီးမြို့တစ်ခုလုံးကိုမီးရှူးတိုင်တွေနဲ့လင်းထိန်နေအောင်လုပ်ထားပါတယ်။နောက်တနေ့မနက်မှာရာမမင်းသားဟာစစ်သူကြီးတွေကိုခေါ်ပြီးလင်္ကာပြည်ကိုဘယ်လိုတိုက်မလဲဆိုတာဆွေးနွေးပါတယ်။သူခံကပညာရှိပြီးစကားပြောကောင်းတဲ့အင်္ဂရကိုဆေလွတ်ပြီးဒတဂရီနဲ့ညှိနှိုင်းမှုအကြံပေးပါတယ်။ဒတဂရီနောင်နာရပြီးတိရာဒေဝီကိုငြိမ်းချမ်းစွာပြန်အပ်မလားဆိုတာစမ်းသပ်ကြည့်ချင်တာပါ။အကယ်၍ဒတဂရီကခေါင်းမောင်နေအောင်မဲဆိုရင်တော့တိုက်ခိုက်ဖို့ပဲရှိပါတယ်။စစ်သူကြီးအတ္တဘာလီကရွှေပေလွှာပေါ်မှာရာသတန်ကိုရေးသားပြီးဖန်တစ်တာတဲ့ထက်ကအင်္ဂရကိုပေးလိုက်ပါတယ်။အင်္ဂရဟာလင်္ကာပြည်စီပြန်တန်းသွားပါတယ်။ဒါပေမဲ့လင်္ကာပြည်ကိုရောက်တဲ့အခါဘလူးစစ်တီတွေကသူ့ကိုအဝင်မခံပါဘူး။အင်္ဂရဟာဒေါသထွက်သွားပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုမြမမင်းကြီးလောက်ကြီးအောင်လှုပ်ပစ်ပြီးလက်နှစ်ဖက်နဲ့နေမင်းကိုပိတ်လိုက်ပါတယ်။လင်္ကာတစ်မြို့လုံးမှောင်အတိကျသွားပြီးရုပ်ရုပ်တဲတဲဖြစ်ကုန်ပါတယ်။အဲဒီအခါအမတ်ကြီးပောနာသူရာထွက်လာပြီးအင်္ဂရကိုဂုံတီရှိရှိနဲ့နန်းတော်ထဲဖိတ်ခေါ်ရပါတော့တယ်။ဒတဂီရီကတော့ငယ်ငယ်တုန်းကသူ့ကိုကနန်းတကောင်လိုချိန်နာပြီးဆွဲလန်းရလန်းလုပ်ခဲ့တဲ့အင်္ဂရရောက်လာတာကိုသိနေလို့အလုံးမကျေမနပ်ဖြစ်နေပါတယ်။ဒါပေမဲ့ဟန်ဆောင်ပြီးကြိုဆိုတဲ့အနေနဲ့မနော်ဟယ်ရီကိုအင်္ဂရအတွက်စားတောက်ပွဲပြင်ဆင်ခိုင်းပြီးအချိန်ဆွဲထားပါတယ်။မနော်ဟယ်ရီဟာသူ့သားအင်္ဂရာရဲ့အမည်ကိုကြားရတဲ့အခါအလွန်ဝမ်းသာသွားပြီးစားဝယ်ဆုံးကိုအလင်းအမြန်ပြင်ဆင်ပေးပါတယ်။ဒါပေမဲ့အင်္ဂရာကတော့ဘာမှမစားဘဲဒတဂီရီကိုပဲတွေ့ကျင်တယ်လို့ပြောတာကြောင့်အပြူတော်တွေမှာမိဖို့ကြောင့်နဲ့ပြန်ဝင်သွားရပါတယ်။အကြာကြီးစောင့်နေရတဲ့အတွက်အင်္ဂရာစိတ်မရှိတော့ဘဲနန်းတော်တကားကိုရပ်ဖွင့်ပြီးနီလာကန်ခမ်းမထဲဝင်သွားပါတယ်။ဒတဂီရီရဲ့ရှေ့မှာမတ်တက်ရက်ပြီးသူ့ရဲ့အမိကိုခွေးလိုက်ရာဒတဂီရီရဲ့ရာဇပလင်နဲ့အမြင့်တူတဲ့ပလင်တစ်ခုဖြစ်သွားပါတယ်။အဲဒီအပေါ်မှာထိုင်ပြီးအင်္ဂရာကရာဇတန်ကိုအတန်ကျဲကျဲနဲ့ဖတ်ပြပါတယ်။ တ
တိရာဒေဝီကိုရာမမင်းသားထံပြန်လဲဆက်တာပါဒါဟုကြတော့ဒသဂီရီဟာဒေါသအကြီးအကျယ်ထွက်သွားပါတယ်တိရာဒေဝီကိုရာမမင်းသားထံပြန်လဲဆက်တာပါဒါဟုကြတော့ဒသဂီရီဟာဒေါသအကြီးအကျယ်ထွက်သွားပါတယ်သူဟာတိရာကိုပြန်မေးဆွဲတာမဟုတ်ပဲသူမကိုယ်တိုင်လိုက်လာတာပါလို့အမျိုးမျိုးလိန်ညာပြီးညင်းဆိုပါတယ်အင်္ဂရာကလည်းသူ့ရဲ့စကားအစွမ်းနဲ့ဒသဂီရီငငယ်တုန်းကအရှက်ရခဲ့ပုံတွေကိုပြန်ပြောပြီးနှိမ်ချလိုက်ပါတယ်ဒသဂီရီအလွန်အရှက်ရသွားပြီးသူ့ရဲ့အမတ်ကြီး၄ယောက်ကိုအင်္ဂရကိုဖမ်းဗဇက်ကိုဖြဲရှာကိုထုတ်ပြီးခေါင်းကိုဖျက်လိုက်လို့အမိန့်ပေးပါတယ်ဒါပေမဲ့အမတ်ကြီး၄ယောက်စလုံးအင်္ဂရကိုမရှင်းနိုင်ပါဘူးအင်္ဂရာကလက်နှစ်ဖက်ခြေနှစ်ဖက်နဲ့သူတို့၄ယောက်စလုံးကိုတပြိုင်နက်တည်းချုပ်ကိုင်လိုက်ပါတယ်ပြီးတော့သူတို့ကိုနန်းတော်အမိုးနဲ့ရိုက်ပုတ်ပစ်လိုက်ရာလင်္ကာကောင်းကင်ယံမှာအတန်ကြီးတွေဟိမ့်သွားပါတယ်အဲဒီနောက်အင်္ဂရဟာသူ့ရဲ့တင်မကိုရမ်းခါပြီးမြောက်စခန်းစီပြန်တန်းသွားပါတယ်ဒသဂီရီအတတော်အမတ်၄ယောက်ရဲ့အလောင်းနဲ့မမေ့နိုင်တဲ့အဆက်ကွဲမှုကြီးပဲကြံရစ်ခဲ့ပါတယ်ဒသဂီရီဟာအင်္ဂရကိုအလွန်နာကြီးနေပေမဲ့ဘာမှမတတ်နိုင်ပါဘူးသူဟာယာမကိုဘယ်လိုလက်စားချေရမလဲဆိုတာပဲစဉ်းစားနေပါတယ်အဲဒီမှာလင်္ကာပြည်ကိုတီထောင်ကလေးကရထားတဲ့မှော်ထီအကြောင်းသတိရောက်သွားပါတယ်ဒီထီကိုသာဖွင့်လိုက်ရင်ရန်သူတွေရဲ့မျက်စိဟာကွယ်လွန်သွားပြီးဘာမှမြင်ရတော့မှာမဟုတ်ပါဘူးမနက်မိုးလင်းတာနဲ့ဒသဂီရီကမဟောတုံကိုထီကိုမင်္ဂလာအခမ်းအနားနဲ့မြို့လယ်မှာစိုက်ထူဖို့အမိန့်ပေးပါတယ်မှောင်သွားတာနဲ့ရာမရဲ့တက်ကိုခိုးတိုက်ဖို့အစီအစဉ်ဆွဲပါတယ်မဟောတုံကအခမ်းအနားလုပ်ပြီးထီကိုဖွင့်လိုက်တဲ့အခါမြောက်တက်တွေရှိတဲ့နေရာဟာမြင့်တကောင်ရလိုအမှောင်အတိကျသွားပါတယ်ဒသဂီရီဟာသူ့ရဲ့လက်မောင်း20ပါတဲ့ပုံသဏ္ဍာန်ကိုပြောင်းလဲပြီးမနော်ဟရီနဲ့မိဖုရားတွေကိုခေါ်ကမြောက်တက်တွေဘလို့ပျက်စီးမလဲဆိုတာကိုအပေါ်ကနေကြည့်ဖို့ပြင်ဆင်ပါတယ်မြောက်တက်သားတွေကတော့ရုတ်တရက်မှောင်သွားလို့ထိတ်လန့်တုန်လှုပ်ပြီးပြေးလွှားနေကြပါတယ်ဝိပါဏကရာမမင်းသားကိုချက်ချင်းတင်ပို့ပါတယ်ဒါဟာမော်ထီရဲ့တကူဖြစ်ပြီးဘလူးတွေကသူတို့ကိုမြင်နေရပေမဲ့သူတို့ကတော့ဘာမှမမြင်ရဘူးလို့ပြောပါတယ်ဒီထီကိုအမြန်ဖြတ်စည်းဖို့အကြံပြုတဲ့အတွက်သူ့ခံကတာဝန်ယူလိုက်ပါတယ်သူ့ခံဟာသူ့ရဲ့တကူနဲ့လင်္ကာပြည်ကိုပြန်သွားပါတယ်မကြခင်မှာပဲသူ့ခံဟာဒသဂီရီနဲ့သူ့မိဖုရားတွေထီအောက်မှာထိုင်နေတာကိုမြင်သွားပါတယ်သူဟာခန္ဓာကိုယ်ကိုဘလူးတွေမမမိအောင်အကြီးကြီးလှုပ်လိုက်ပြီးမြို့ထဲကိုဖြည်းဖြည်းချင်းဝင်သွားပါတယ်ဒသဂီရီနာရောက်ခါနီမှာကိုရောင်ဖြောက်ထားတာကိုဖြုတ်ပြီးဒသဂီရီရဲ့ရှေ့မှာကိုထင်ပြလိုက်ပါတယ်မင်းလိုရုပ်မာတဲ့ဘလူးဟာရာမမင်းသားကိုဒီလိုညစ်ပတ်တဲ့နီလန်းနဲ့တိုက်ရဲသလားယောက်ျားချင်းချင်းမျက်နှာချင်းဆိုင်တိုက်လေလို့ဆဲဆူလိုက်ပါတယ်ဒသဂီရီလည်းဒေါသထွက်ပြီးသူ့ခံမင်းကမင်းအကိုကိုပဲနိုင်တာပါအဲ့လိုပြန်ပြောပါတယ်ဒါကိုကြတော့သူခံဟာဒေါသနဲ့ဒသဂီရီကိုအသက်ကုန်တိုက်ခိုက်ပါတော့တယ်ဒသဂီရီဟာလက်တစ်ဖက်ကတန်လျက်ကိုကင်ထားပြီးမြဲကြံတဲ့လက်တွေကမနော်ဟရီနဲ့မိဖုရားတွေကိုကာကွယ်ပေးနေရတဲ့အတွက်ကောင်းကောင်းမတိုက်ခိုက်နိုင်ပါဘူးနောက်ဆုံးမှာသူခံကဒသဂီရီရဲ့ရင်မက်ကိုကန်ထုတ်လိုက်ပြီးမော်ထီးကြီးကိုချိုးဖက်ဖျက်ဆီးပစ်လိုက်ပါတော့တယ်ထီးကြီးပျက်စီးသွားတာနဲ့အမောင်တို့ကွယ်ပြောက်သွားပါတယ်ဒါရင်မကသေးပဲသူခံဟာဒသဂီရီအလက်အငိုက်မှာသူ့ရဲ့ဦးခေါင်းကမကိုက်တော်ကိုပါလူယူပြီးရာမမင်းသားစီယူဆောင်လာခဲ့ပါတယ်ဒသဂီရီကတော့မကျေနပ်ချက်တွေနဲ့နန်းတော်ထဲပြန်ဝင်သွားရပါတော့တယ်ဒါရီအားလုံးကဟန်နုမန်ရဲ့တားတော်အကြောင်းနဲ့ရာမမင်းသားလင်္ကာပြည်ကိုချစ်တတ်တဲ့ဇလံပဲဖြစ်ပါတယ်နောက်ပိုင်းမှာရာမမင်းသားရဲ့မြောက်တက်မတော်ကြီးနဲ့ဒသဂီရီရဲ့ဘလူးတက်မတော်ကြီးတို့ဟာဘလောက်ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်လာမလဲဆိုတာကိုရင်ကုန်စိတ်လှုပ်ရှားပွဲကြည့်ရှုနိုင်မှု channel ကို like and subscribe